mask တွေကပ်ပြီး skin care နေပြီမဲ့အာနိသင်မထိရောက်ဘူးဆိုရင်တော့ကိုသုံးနေတဲ့ mask တွေအကြောင်းမသိသေးလို့ပါပဲ powder mask ဆိုတာအမှုန့်တွေကိုဖျော်ပြီးလင်းရတဲ့အမျိုးအစားဖြစ်ပြီးတော့ short အမှုန့်နဲ့လုပ်ထားတဲ့ clay mask ဆိုတာရဲ့ပြီးတော့ gel technology နဲ့လုပ်ထားတဲ့ modeling mask ဆိုပြီးတော့နှစ်မျိုးရှိပါတယ် short အမှုန့်နဲ့လုပ်ထားတဲ့ clay mask ကတော့သူကဖျော်ပြီးလင်းလိုက်တဲ့ခါကျရင်ခြောက်သွားပြီးတော့မျက်နှာရဲ့ချွေးပေါက်ထဲမှာရှိတဲ့အဆီနဲ့အညစ်အကြေးတွေကိုဖယ်ရှားပေးပြီးတော့ modeling mask ကချွေးပေါက်ထဲကအညစ်အကြေးတွေကိုဖယ်ရှားပေးရတဲ့သူက occlusive mask အနေနဲ့လုပ်ဆောင်ပါတယ် serum နဲ့ mask တွေကိုအာနိသင်ပိုစိတ်ဝင်အောင်လုပ်ပေးတာပေါ့နော်ဒီ modeling mask ကလည်းဒီ short အမှုန့်ပါတာနဲ့မပါတာဆိုပြီးနှစ်မျိုးရှိသေးတယ် short အမှုန့်ပါတာဆိုတော့ချွေးပေါက်ထဲကအညစ်အကြေးတွေကိုနည်းနည်းတော့ဖယ်ရှားပေးပါတယ်အဲ့ဒီတော့ powder mask ရဲ့ပထမတစ်မျိုးဖြစ်တဲ့ short နဲ့လုပ်ထားတဲ့ clay mask ဆိုတာကတော့ဒီ oily combination skin type တွေနဲ့အဆီပြန်တဲ့ skin type တွေနဲ့တော်တော်လေးသင့်လျော်တယ်ဒါပေမဲ့အသား6တဲ့လူသုံးတော့အသားပို6သွားနိုင်တာမို့လို့ဒီ clay mask သုံးပြီးရင်တော့ moisturizer တို့ serum တို့တေချာလေးလိမ့်ပေးဖို့လိုပါတယ် powder mask ဒုတိယတစ်မျိုးဖြစ်တဲ့ modeling mask တွေအများစုကတော့သူက skin type တော်တော်များများသုံးလို့ရတယ် sensitive skin type တောင်သုံးလို့ရတယ်လို့ပြောကြတယ်ဒီ powder mask တွေအားလုံးရဲ့အားနည်းချက်ကတော့သူကဖျော်ပြီးလိမ့်ရတာဖြစ်တာကြောင့်အလုံးရှုပ်တယ်ပေါ့နော်ခုနက short နဲ့လုပ်ထားတဲ့ clay mask ဆိုရင်တော့အသား6စေနိုင်တယ်ပြီးရင်လိမ့်ပြီးရင်လည်းမျက်နှာကိုအနည်းဆုံးရေနဲ့တော့ပြန်ဆေးရတယ်ဒီ short နဲ့လုပ်ထားတဲ့ clay mask တွေဆိုရင်သူက6သွားတဲ့ခါကျရင်ဆေးချဖို့ခက်တယ်အဲ့ခါကျရင်ဒီ facial foam တွေပါတယ်ပြန်သုံးရတာလည်းရှိတယ်ရှီမတ်တွေကိုပြောရမယ်ဆိုရင်တော့အများစုကရေထက်ပြစ်ဖို့ထုတ်ထားကြတာတချို့ရှီမတ်တွေကတော့အသားဖြူစေတဲ့အာနိသင်တွေပါကြတယ်ပေါ့နော်ရှီမတ်တွေကိုသုံးချင်တဲ့အခါသူကအိတ်ထက်ဖောက်ပြီးကတ်လိုက်အောင်ပဲဆိုတော့အသုံးပြုရတာတော့အရန်လွယ်တယ်ဒါပေမဲ့ရေတက်ဖြစ်တဲ့ရှီမတ်အများစုကတော့ချွေးပေါက်ထဲကအညစ်အကြေးတွေကိုတန့်စင်စေတဲ့ deep cleansing အာနိသင်မပါကြဘူးဒါပေမဲ့ရှီမတ်နဲ့မှ deep cleansing လုပ်ချင်တယ်ဆိုရင်တော့အမြုပ်ထားတဲ့နည်းပညာပါတဲ့ bubble ရှီမတ်တွေကိုရွေးချယ်ပြီးတော့အသုံးပြုလို့ရတယ်အခုနောက်ပိုင်းမှာရှီမတ်လိုမျိုး hydrogel technology နဲ့လုပ်ထားတဲ့ mask တွေပါထွက်လာတော့ပိုပြီးအဆင်ပြေတာပေါ့နော်ဒီ hydrogel sheet mask တွေကလည်းခုနက modeling mask နဲ့သွားတူတယ်သူကလည်း occlusive mask လိုမျိုးလုပ်ဆောင်တာဆိုတော့ဒီ gel mask ကိုမကတ်ခင် serum နဲ့ essence တွေလိမ့်မယ်ဆိုရင်လိမ့်ထားတဲ့ serum နဲ့ essence တွေကိုပိုစိတ်ဝင်စေပြီးအာနိသင်ပိုထိရောက်စေပါတယ်အခု medicure ထပ်ထွက်တဲ့ rapid mask ဆိုလည်းဒီ gel mask လိုမျိုးပဲပေါ့နော်သူက occlusive mask လိုမျိုးပဲလုပ်ပါတယ် sheet mask နဲ့ powder mask ကိုတရက်ထဲမှာသုံးလို့မရဘူးလားဆိုရင်သုံးလို့ရတယ်ဘယ်လိုသုံးရမလဲဆိုရင်ဒီ powder mask အမျိုးအစားတွေကshort နဲ့လုပ်ထားတဲ့ clay mask ကိုသုံးပြီးတော့ချွေးပေါက်ထဲကအညစ်အကြေးတွေကိုတန့်စင်ပြီးတဲ့အခါကျရင်ရေဓာတ်ဖြစ်တဲ့ sheet mask လေးကိုကပ်ပေးလို့ရပါတယ်ဒီလိုနှမျိုးပေါင်းပြီးသုံးလိုက်လို့ရှိရင် clay mask ကြောင့်လည်းအသားမချောက်တော့ဘူးပေါ့နောက်ပြီးတော့ modeling mask ရဲ့ biodance က overnight gel mask တွေနဲ့ medicure က rapid mask တွေလို့ကြတော့ကိုက double cleansing သေချာမလုပ်ထားတာတို့ exfoliant တွေလုံးဝမသုံးတာတို့ဆိုရင်တစ်ခါတလေဒီ mask တွေကိုကတ်လိုက်တဲ့အခါကျရင်ချွေးပေါက်ပိတ်ပြီးတော့အဖုတွေထားတတ်ပါတယ်ဒါကတော့သူ့ရဲ့အားနည်းချက်ပေါ့နော်ဒါကြောင့်အဲ့လိုမျိုး occlusive mask တွေသုံးပြီဆိုရင်ကိုက double cleansing သေချာလုပ်ထားဖို့နဲ့ exfoliant တွေပုံမှန်လုပ်ထားဖို့တော့လိုပါတယ်